ဘွဲရပြီးပြီးချင်းမှာပဲသူမအထက်တန်းကျောင်းမှာအတန်းပိုင်ဆရာဖြစ်လာခဲ့တဲ့အဲ့ဒီအတန်းကတစ်ကျောင်းလုံးမှာအစိုးဆုံးအတန်းလို့လဲနာမည်ကြီးနေတာဆရာတစ်တယောက်လာမယ်ဆိုတာကိုလည်းသိရောသူမတကားလက်ကင်ကိုကင်လိုက်တာနဲ့တက်လိုက်သွားအောင်ဝါယာကျိုးတွေနဲ့ထောင်ချောက်ဆင်ထားကြတယ်လေဒါပေမဲ့သူမကတကားကိုအားနဲ့ကန်ဖွင့်လိုက်တော့အတန်းထဲကကျောင်းသားတွေအားလုံးလမ်းထွက်ကုန်တာပေါ့ပြီးတော့ဆင်းမြင့်ပေါ်တက်ပြီးကိုမိတ်ဆက်ဖို့ပြင်လိုက်တုံးရှိသေးတဲ့တန်းလုံးရုံးရင်ဆန်ခတ်ဖြစ်ကုန်ပြီးကျွန်တော်ကိုတင်းနစ်ဘောလုံးတွေနဲ့ပြစ်ကြတော့တာပဲသူတို့သူမကိုအထင်သေးသွားကြတာပါသူမလည်းယူပပေဒစာအုပ်ကိုကောက်ကင်ပြီးဘောလုံးတွေကိုရိုက်ထုတ်လိုက်တာဖြစ်တဲ့သူတွေစီပဲအကုန်ပြန်ရောက်ကုန်ရောအတန်းထဲမှာလည်းပယံပရာတွေဖြစ်ပြီးကျောင်းသားတွေလည်းရှောင်းပြေးနေပေါ့ဒါနဲ့တည်းမပြီးသေးဘူးသူမမြေဖြူတစုပ်ကိုယူပြီးသူတို့စီပြန်ပစ်လိုက်သေးတယ်အဲ့ဒီလိုနဲ့နည်းနည်းလောက်ဆုံးမလိုက်တော့မှတန်းလုံးငြိမ်သွားတော့တယ်ရန်နည်းနည်းကြာတော့ကျောင်းသားတွေရဲ့အခြေအနေကိုတွားကြည့်မိတယ်အတန်းသားလည်းရောက်ရောစင်ကြံတလျှောက်ပောက်ကွဲတန်ကြီးတစ်ခုဟိန်းထွက်လာတာပဲဒီကလေးတွေတစ်ခုခုတော့လုတ်ပြန်ပြီဆိုတာသူမသိလိုက်တယ်အတန်းထဲကိုဒေါသတကြီးပြေးဝင်သွားတော့ကျောင်းသားတွေကတော့အေးဆေးပဲဓာတုပေဒဆရာခမရတာဘုံမှန်ထားတယ်လို့မျိုးအဝိစားတွေစုပ်ပြတ်တက်ပြီးတနာစရာကြီးဖြစ်နေတာဟုတ်တာပေါ့ရန်နည်းနည်းလောက်မဆုံးမလိုက်တာနဲ့သူတို့တွေလက်ကြွလာကြပြန်ပြီတကယ်တော့အဲ့ဒီအတန်းထဲကိုဘုံတောင်လုတ်တက်တဲ့တထေသားအပြောင်းရွှေ့ကျောင်းသားတယောက်ရောက်နေတာကိုသူကနောက်ကနေမြောက်ပင့်ပြီးတော့အတန်းလုံးပြန်ပြီးရန်ကားလာကြတာပေါ့သူတို့ကသူမကိုဘုံလုတ်ပြန်ဖို့တောင်စင်ခေါ်လိုက်သေးတယ်သူမကတော့ဘုံလုတ်တာကပြင်းစရာကြီးပါကွာငါလုတ်ရင်ဒုံးပြန်မယ်လုံမလို့ပြောလိုက်တယ်ကျောင်းသားတွေကတော့သူမကိုလူလိမ်လို့ထင်ပြီးဝိုင်းလောင်ကြတာပေါ့အဲ့ဒီတထေသားကဆရာသားဒုံးပြန်မလုံနိုင်ရင်ဒူးထောက်တောင်းပန်ပြီးကျောင်းကထွက်သွားရမယ်လို့ရာစတန်ပေးတယ်သူမလည်းချက်ချင်းပဲသဘောတူလိုက်တာပေါ့ဒါပေမဲ့သူမနိုင်ရင်တော့အားလုံးသူမစကားနားထောင်ရမယ်ပြီးတော့ဓာတုပေဒဆရာကိုလည်းတောင်းပန်ရမယ်လို့ဂတိတောင်းလိုက်တယ်။ကျောင်းပြင်ပကိုရောက်တော့ကိုကာကိုလာပလင်းတစ်လုံးနဲ့တိတ်တလိတ်တဲ့တုံးပြီးသူမတုံးပြန်စတင်တက်ဆင်ပါတော့တယ်။ကျောင်းသားတွေကတော့ဒါကအယုတ်ကြီးပါတကယ်ပြန်မှဒုံးပြန်လို့ခေါ်တာဆိုပြီးလှောင်နေကြတော့နောက်တစ်စက္ကန့်မှတင်ဒုံးပြန်ကမီးပွင့်ပြီးကောင်းကင်ပေါ်ထိုးတက်သွားတာကိုအားလုံးမျက်မြင်ကိုတွေ့မြင်လိုက်ကြရတယ်။ဒါတောင်ကျောင်းသားတချို့ကမယုံကြည်ကြသေးဘူးသူမကိုခြောက်လန့်ပြီးတောင်းပန်စရာမလိုအောင်ကားတစ်စီးထဲမှာအတန်ပဲထွက်တဲ့ဘုံအတုတစ်ခုထည့်ထားကြသေးတယ်သူတို့မသိတာကသူမကအဲ့ဒီဘုံအတုကိုအစောကြီးကတည်းကဖြုတ်ထားလိုက်ပြီဆိုတာပဲအားလုံးပြီးသွားပြီလို့ထင်နေကြတဲ့အချိန်မှာပဲကားထဲကနေကနန်းတွက်ဆက်အောက်ဆင်းတန်ထွက်လာပြီးတကယ်ဘုံအစ်စ်ကအထဲမှာရှိနေသေးတယ်ဆိုတာကိုသူတို့ရုတ်တရက်သတိထားမိသွားကြပါတော့တယ်